လေးစကားလေးပြောချင်လို့ကျွန်တော်ဗီဒီယိုလေးအခုကျွန်တော်အပေါ်မှာလာရိုက်တာပေါ့နော်ကျွန်တော်အရင်အပေါ်ဓာတ်ပေါ်မှာကျွန်တော်ဗီဒီယိုလေးလာရိုက်တာကျွန်တော်ခေါင်းထဲမှာနည်းနည်းလေးစကားလေးနည်းနည်းလေးထွက်လာလို့ပေါ့ဗျာအဲ့ဒါတော့ကျွန်တော်အခုလက်ရှိဖုန်းပြင်တင်တန်းတက်နေတယ်ကလေးတွေပြီးလို့ရှိရင်နောက်ထပ်ဒီအခုဆိုင်ဖင်တော်မယ်ဆိုတဲ့သူတွေအတွက်နည်းနည်းလေးအကျိုးရှိမယ်ထင်လို့ကျွန်တော်ဒီဗီဒီယိုလေးကိုလာရိုက်လိုက်တာပေါ့နော်ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့လွန်ခဲ့တဲ့14နှစ်လောက်ကကျွန်တော်တို့ဒီဖုန်းတင်တန်းတက်နေတဲ့အချိန်ကျွန်တော်ဆရာကျွန်တော်တို့စကားလေးတခွန်းပြောလိုက်တာရှိအဲ့စကားကျွန်တော်အတွက်တော်တော်လေးကိုမှအသုံးဝင်တယ်ကျွန်တော်အရင်ဖုန်းပြင်တဲ့အချိန်ရောပြီးရင်ကျွန်တော်တို့ဖုန်းတွေရောင်းနေတဲ့အချိန်တွေရောအခုဆိုကျွန်တော်စပီယာဘတ်ရောင်းနေတဲ့အချိန်ရောကျွန်တော်အတွက်တော်တော်လေးကိုမှအကျိုးရှိပြီးတော့အသုံးဝင်တဲ့စကားလေးတစ်ခုပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တတိယလာတော့ကျွန်တော်အမှတ်တရလေးလေးအနေနဲ့ပြီးတော့ကျွန်တော်အကောင့်ထဲမှာတင်နန်းတက်နေတဲ့သူတွေအများများတဲ့ပုံမှာကျွန်တော်ဒီဟာလေးကိုဒီလာပြောပြတာပေါ့နော်နည်းနည်းလေးမျှဝေပေးတာပေါ့ဘာစကားလဲဆိုလို့ရှိရင်ကျွန်တော်ဆရာကျွန်တော်တို့တင်ပေးတဲ့စကားလေးကမင်းတို့ရှိမှာ customer တယောက်ကဖုန်းလာပြင်ပြီဆိုလို့ရှိရင်မင်းတို့အရင်ဆုံးသူပြင်မင်းရှိမှာသူပြင်ခိုင်းတဲ့ဟာမင်းယောနိုင်လားဆိုပြီးတော့အရင်မင်းအိတ်ကတည်းကမင်းရင်ကြည့်မင်းအိတ်ကယောနိုင်တဲ့အနေထားရှိတယ်ဆိုလို့ရှိရင်မင်းအဖုန်းလက်ခံမင်းပြင်မင်းမယောနိုင်ဘူးဆိုရင်တော့မင်းမပြင်နဲ့ဆရာဒီလောက်လေးပဲပြောလိုက်တာဒါပေမဲ့အဲ့တမှာ तू အတိတ်ပဲကြီးရတော့တော်တော်လေးကိုမှများတယ်ပေါ့နော်ဘာတွေများလဲဆိုလို့ရှိရင်ဒီကျွန်တော်တို့အဓိကတော့ယောရမှာမကြောက်နဲ့ဘူးကျွန်တော်တို့အလုတ်လုတ်တဲ့အချိန်ကြလို့ရှိရင်ယောရမှာကြောက်လို့လုံးဝကိုမှကျွန်တော်တို့အဆင်မပြေဘူးယောရမှာကြောက်တဲ့အလုပ်ကကျွန်တော်တို့ဖြစ်လည်းမဖြစ်ဘူးပဲဗျာအဲ့တော့ရောင်းမှာမကြောက်နဲ့ဆိုလှုပ်ချင်တယ်လို့လှုပ်လို့ပြောတဲ့သဘောမဟုတ်ဘူးတခါကျရင်ကျွန်တော် service လုပ်တဲ့အချိန်ဒီမှာဆိုကျွန်တော်တို့ဖြစ်တတ်တယ်တခါကျရင်လုံနေနေနည်းနည်းလွဲချော်သွားတာဒီကိုဘက်ကနာသွားတာတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကျတော့အဓိကမကြောက်နဲ့ပေါ့ဗျာမကြောက်နဲ့ရောစရာရှိတယ်ဆိုလို့ရှိရင်လွတ်လပ်ရောလိုက်အဓိကဟိုကိုကြောင်ဖြစ်သွားတယ်ဆိုလို့ရှိရင်เนาะရောပေးရမှာပဲကိုကြောင်ဖြစ်သွားတဲ့ဟာကိုကိုကမရောဘဲနဲ့ဒီလိုမျိုး customer ကိုတမျိုးတမီပြောလိုက်တာအဓိကကိုရှိကကျွင်ပြီးတာပဲကိုမယုံရရင်ပြီးတာပဲဆိုပြီးတော့အစင်မပြေအောင်လှုပ်လိုက်တာမျိုးကြတော့မကောင်းတကယ်လှုပ်စားတဲ့အချိန်ကြလို့ရှိရင်လည်းတော်တော်လေးကိုမှခက်ခဲတယ်အဲ့လိုမျိုးပေါ့နော်နာမည်ပြက်လွယ်တာပေါ့နော်အဲ့ဒါလေးဆိုလို့ရှိရင်အဲ့ဒါလေးနည်းနည်းလေးသတိရလာတော့ကျွန်တော်လာပြောတာအဲ့စကားလေးကတော်တော်လေးကိုမှအကျိုးရှိတယ်ဒီကျွန်တော်တို့ဆိုလို့ရှိရင်လည်းအခုလက်ရှိကိုအလုပ်တွေလုပ်နေတဲ့အချိန်မှာရောရတယ်အခုလက်ရှိလဲကျွန်တော်တို့ရောရတာတွေရှုံးတာတွေအများကြီးရှိတယ်ကျွန်တော်တို့အလုပ်တွေမှာပေါ့နော်အဲ့ကျတော့ရောရတာကိုမကြောက်နဲ့ပြီးတော့နောက်တစ်ခုအဲ့လိုရှုံးတာကိုမကြောက်နဲ့ဆိုတဲ့ဆရာပြောတဲ့စကားတွေမှာအတိတ်ပဲတွေပါတယ်ဗျာအဓိကပြောချင်တဲ့အခုနကကျွန်တော်ပြောချင်တဲ့သဘောကအဲ့လိုမျိုးကိုယ်စိတ်ထဲမှာကိုယ်ရောနိုင်နေဆိုရဲကိုလှုပ်လိုက်ရဲလှုပ်လိုက်တဲ့အလုပ်ကကျွန်တော်တို့အတွက်ကတော်တော်လေးကိုမှအဆင်ပြေသွားမယ်ရဲမလှုပ်လိုက်တဲ့အလုပ်ဆိုလို့ရှိရင်ကျွန်တော်တို့အတွက်ဆုံးရှုံးမှုရှိတယ်ပြီးရင်နောက်တစ်ခုကကိုယ်ကြောင့်ဖြစ်သွားတဲ့ဟာဆိုလို့ရှိရင်ကိုယ်မယုံနိုင်ဘူးဆိုတဲ့ဟာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီပြီးစလဲကျွန်တော်တို့လုတ်ပြလိုက်တဲ့အချိန်ကျရင်အခုတော့ကျွန်တော်တို့ကဒီလုပ်ငန်းကနေလွတ်သွားမယ်ဒီ customer တယောက်ကိုကျွန်တော်ကြောင့်ဖြစ်သွားတဲ့အရာကိုကျွန်တော်ကဘယ်လိုပြောမလဲလွတ်လိုက်ဟိုအဆင်ပြေအောင်ကျွန်တော်လွတ်အောင်လုပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့တော့လွတ်သွားမယ်ဒါပေမဲ့နောက်ပိုင်းကျရင်ကျွန်တော်တို့တော်တော်လေးကိုမှအဲ့ဒါတွေကဆူဆူရွရွဟာထိလာမယ်အရာတွေပေါ့နော်အဲ့ကြောင့်ကျွန်တော်အခုထိုင်နေနဲ့ကျွန်တော်ခေါင်းထဲမှာဒါလေးဝင်လာတော့ကျွန်တော်အဲ့လိုမျိုးကျွန်တော်အကောင့်ထဲမှာဒီတင်နန်းတွေအရန်ရှိတယ်ကျွန်တော်ရှိမှဒီဖုန်းတင်နန်းတက်နေတဲ့ကလေးဆိုကျွန်တော်ရှိမှဒီ online ကနေဈေးဝယ်နေတဲ့ကလေးတော်တော်များများရှိတော့ကျွန်တော်ဒါလေးကိုသတိရတော့လာပြီးတော့မှပြောပြပေးတာပေါ့နော်နည်းနည်းလေးကျွန်တော်ရဲ့ဗီဒီယိုထဲမှာလည်းကျွန်တော်အဲ့လိုအမှတ်တရလေးလည်းဖြစ်အောင်ဆိုပြီးတော့ကျွန်တော်ဒါလေးဆိုလို့ရှိရင်ကျွန်တော်စုပ်ကင်ထားတဲ့အရာလေးတစ်ခုပေါ့နော်အဲ့တော့ကျွန်တော်ဒါလေးကိုလာပြီးတော့မှဒီ sharing လေးလာလုပ်ပေးတာပေါ့နော်အဆင်ပြေတဲ့လူတွေဆိုလို့ရှိရင်လည်းကျွန်တော်ခုနပြောသလိုမျိုးဘာမှကြီးတော့မဟုတ်ပါဘူးဒါပေမဲ့နည်းနည်းလေးအဆင်ပြေတဲ့လူတွေဟိုကျွန်တော်ရဲ့ဇာတ်ကားလေးအဆင်ပြေမယ်လို့တော့ကျွန်တော်မျှော်လင့်ပါတယ်เนาะတချို့လူတွေအတွက်အဲ့ဒါလေးကျွန်တော်လာပြောပြတာပါ